အိုဝင်တယောက်ရေတောင်းနေတော့မှပဲသူ့ရှီယာကလေးမလေးကအိုဝင်ရေတောင်းနေအောင်စိုက်ကြည့်နေခဲ့ပါတယ်။သူဟာဖန်ခွက်ကိုမြောက်ပြလိုက်တော့ကလေးမလေးကသူ့စီအပြေးလွှာရောက်လာခဲ့ပါတယ်။ပြီးတော့အဲ့ဒီရေခွက်တစ်ခုလုံးကိုတကြိုက်ထဲနဲ့ကိုအောင်တောက်ချလိုက်ပါတယ်။ကောင်မလေးကရင်ငတ်နေရတော်တော်ကြာနေပြီဆိုတော့အိုဝင်ရိမ့်မိလိုက်ပါတယ်။သူကစိတ်ကောင်းရှိသူမို့ဘိုက်ပြေးအောင်ဆိုပြီးကောင်မလေးကိုနံပြားကြီးတစ်ချက်ဝယ်ပေးခဲ့ပေမဲ့ကောင်မလေးကတော့လက်နှချောင်းထောင်ပြပြီးနှစ်ချက်မှပေးကိုတောင်းဆိုခဲ့ပါတယ်။နံပြားနှစ်ချက်လုံးစားပြီးရဲ့နောက်မှာတော့အိုဝင်ကဆက်စုကျင်တာနဲ့ကလေးမလေးကိုမေးခွန်းအချို့မေးကြည့်ပေမဲ့ကောင်မလေးကတော့ဘာစကားမှပြန်မပြောဘဲနှုတ်ဆက်နေခဲ့ပါတယ်။အိုဝင်နဲ့ဆိုင်ရှင်တို့ကဒီကလေးမလေးကအနီးနားမှာနေတဲ့စွန့်အားသူလေးဖြစ်လိမ့်မယ်လို့ကောက်ချက်ချလိုက်ပါတယ်။အိုဝင်ကစေနာနဲ့နံပြားနှစ်ချက်စာပတ်စံရှင်းပေးပြီးထွက်သွားမလို့လုပ်ပေမဲ့ကလေးမလေးကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။ကောင်မလေးကပတ်စံတောင်းနေရလို့သူထင်သွားခဲ့ပါတယ်။ဒါနဲ့သူကပတ်စံကန်ပေးတဲ့အခါမှာတော့ကောင်မလေးကအပြစ်ကင်းစင်တဲ့မျက်လုံးလေးနဲ့သူ့ကိုကြည့်နေခဲ့ပါတယ်။ဒီကလေးမလေးကသူ့မိဘတွေနဲ့လူကွဲနေရတော်တော်ကြာနေပြီဆိုတော့အိုဝင်သဘောပေါက်သွားပါတယ်။ဒါပေမဲ့အိုဝင်ကိုယ်တိုင်ကလည်းသူများအိမ်မှာကက်နေရသူဆိုတော့သူမကိုမကူညီနိုင်ခဲ့ပါဘူး။ဘာမှမတတ်နိုင်တဲ့အဆုံးသူယုံကြည်တဲ့မြောက်နှံမင်းရပဲဒီကလေးမလေးကိုဆောက်ရောက်ပါစေလို့ဆုတောင်းပေးခဲ့ပါတယ်။အိမ်ပြန်ဖို့ဘတ်စကားပေါ်တက်ထိုင်တဲ့အခါမှာလေတနာစရာကလေးမလေးကသူ့နောက်ကိုတကားကောက်လိုက်လာပြန်ပါတယ်။စိတ်နှလုံးဖြူစင်တဲ့အိုဝင်ကသူမကိုပြစ်မထားနိုင်ကြတော့ပါဘူး။အဲ့ဒီအချိန်မှာတော့အခုလိုပြန်လဲခဲ့တဲ့သူ့ရဲ့ဆုံးဖြတ်ချက်အားသူ့ကိုနိုင်ငံတစ်ခုကြာသူ့ရဲ့ကောင်းဖြစ်လာစေခဲ့မယ်ဆိုတော့အိုဝင်မသိသေးပါဘူး။တကယ်တော့ကလေးမလေးရဲ့နာမည်ဟာရှာအီတာဖြစ်ပြီးသူမဟာပါကစ္စတန်နိုင်ငံကတောတောင်ထူထပ်တဲ့ကျေးလက်ဒေသမှာမွေးဖွားခဲ့တာပါ။သူမရဲ့မိသားစုကတိုးထိန်ကျောင်းရင်အေးအေးချမ်းချမ်းနေထိုင်ကြသူတွေဖြစ်ပါတယ်။ရှာအီတာကအသက်6နှစ်အထိစကားမပြောနိုင်ခဲ့ပါဘူး။နီလန်မျိုးစုံနဲ့စူးစမ်းကြည့်ပေမဲ့ဘာမှမထူးခြားခဲ့ပါဘူး။သူမမိသားစုကအလားစီမှာပဲစကားပြောလာဖို့ဆူတောင်းရုံကလွဲလို့ကျန်တဲ့နီလန်မရှိဘူးလို့ယုံကြည်နေခဲ့ပါတယ်။ဒါနဲ့သူမရဲ့အမေကအိန္ဒိယနိုင်ငံအကြီးဆုံးဗလီကျောင်းကိုသွားပြီးဆူတောင်းဖို့စီစဉ်ခဲ့ပါတယ်။ဒါပေမဲ့ညဘက်မှာသူတို့စီးလာတဲ့ယထာပြတ်သွားခဲ့ပါတယ်။အဲ့ဒီမှာရှာအီတာကကျင်းနဲ့ကျသွားတဲ့တိုးလေးကိုကယ်ဖို့ယထာပေါ်ကဆင်းသွားမိခဲ့ပါတယ်။ယထာပြန်ထွက်ဖို့လုပ်တဲ့အချိန်မှာတော့ရှာအီတာတယောက်ယထာပေါ်ပြန်မတက်နိုင်တော့ပါဘူး။သူမရဲ့အမေကလည်းအိမ်မောကျနေရကြောင်းဘာမှမသိလိုက်ပါဘူး။ရှာအီတာကယထာနောက်ကိုအသေးအံပြေးလိုက်ပေမဲ့ဘလောက်ပဲလျံပြပြီးကြိုးစားအတန်းထွက်မလာခဲ့ပါဘူး။သူမရဲ့မျက်ဝန်းတွေမှာလည်းတဖြည်းဖြည်းမျောလင်းချက်မဲလာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲနောက်ကနေနောက်ထပ်ယထာတစ်စင်ထက်ရောက်လာပါတယ်။ရှာအီတာကသူမအမေနောက်ကိုလိုက်မိပဲထင်ပြီးယထာပေါ်အမြန်တက်လိုက်ပေမဲ့အဲ့ဒီယထာကလမ်းကြောင်းပြောက်ပြီးဆက်ညင်ပဲအရက်ကိုထွက်သွားခဲ့ပါတယ်။သူမရဲ့အမေနိုးလာတဲ့အချိန်မှာတော့ရှာအီတာကိုဘယ်မှရှာမတွေ့တော့ပါဘူး။အမေဖြစ်သူပြန်လာဖို့ကြိုးစားတဲ့အချိန်မှာတော့နေစက်တကားကလည်းပိတ်သွားခဲ့ပါပြီ။ကံကောင်းတာကတော့ရှာအီတာကဒစိမ့်နယ်မြေမှာစိတ်ထားကောင်းတဲ့အိုဝင်နဲ့စုံဝင်ရခဲ့တာပါပဲ။ရှာအီတာဘယ်မျိုးရလဲဆိုတော့သိရအောင်အိုဝင်ကအိန္ဒိယနိုင်ငံကမြို့နာမည်တွေအကုန်လုံးပြောပြလိုက်ပြင်မဲ့ရှာအီတာကတော့ခေါင်းမဲ့ခါနေခဲ့ပါတယ်။ဘာမှမတတ်နိုင်တဲ့ဆုံးအိုဝင်ကသူမကိုအရင်ဆုံးအိမ်ကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာအိုဝင်ကရှာအီတာကတကယ်တော့ယမန်နိုင်ငံပါကစ္စတန်နိုင်ငံကဖြစ်နေလိမ့်မယ်လို့အိမ်မက်တော့မမှတ်ခဲ့ပါဘူး။ TV မှာပြနေတဲ့ baseball ပွဲကိုကြည့်ရင်သူမရဲ့သရုပ်အမှန်ကပေါ်ပေါက်လာခဲ့ပါတယ်။အိန္ဒိယအသင်းဂိုးသွင်းတဲ့အခါအားလုံးကပြောနေကြပေမဲ့ရှာအီတာကတော့မျက်နှာပြက်နေခဲ့ပါတယ်။နောက်ဆုံးပါကစ္စတန်အသင်းနိုင်သွားတော့မှသူမကဝမ်းသာအားရခုန်ပေါက်ပြီးပါကစ္စတန်အလံကိုစိတ်လှုပ်ရှားစွာနန်းရှိုက်ပါတော့တယ်။အိုဝင်လည်းပြဿနာတက်ပြီးဆိုတော့ရိပ်မိသွားပါတယ်။အဲ့ဒီညမှာပဲမိသားစုဝင်တွေကရှာအီတာကိုအိမ်ကနေနှင်ထုတ်ဖို့အိုဝင်ကိုပြောဆိုခဲ့ကြပါတယ်။နောက်နေ့မှာတော့အိုဝင်ကရှာအီတာကိုပါကစ္စတန်တန်ရုံးကိုခေါ်သွားခဲ့ပါတယ်။ဒါပေမဲ့နှစ်နိုင်ငံကြားအခြေအနေကတင်းမာနေရကြောင်းတန်ရုံးရှိမှဆန္ဒပြသူတွေနဲ့ပြည့်နေခဲ့ပါတယ်။အိုဝင်ကအခြေအနေရရက်ကိုရှင်းပြပေမဲ့ရှာအီတာကနိုင်ငံကူးလက်မှတ်မရှိရကြောင်းသူတို့ကကူညီဖို့ညှင်းဆန်ခဲ့ကြပါတယ်။ဘာမှမတတ်နိုင်တဲ့အဆုံးအိုဝင်ကခီးသွွားလုပ်ငန်းတစ်ခုစီသွားခဲ့ပေမဲ့သူတို့ကလည်းပါကစ္စတန်နိုင်ငံသားတွေအတွက် passport လုံးမပေးနိုင်ဘူးလို့ညင်းခဲ့ပြန်ပါတယ်။သူပြန်ဖို့ပြင်နေတော့မှပဲခီးသွွားလုပ်ငန်းပိုင်ရှင်ကသူ့ကိုတားလိုက်ပါတယ်။သူတည့်ရဲ့လူတွေကနေတဆင်ရှာအီတာကိုအိမ်ပြန်ပို့ပေးနိုင်တယ်လို့ဆိုလာပါတယ်။ဒါပေမဲ့အဲ့ဒီအတွက် ruby ငွေ3သိန်းခွဲကုန်ကြမယ်လို့ဆိုပါတယ်။အိုဝင်ကတော့မျောလင်းချက်အပြည့်နဲ့ပေါ့။ဒါပေမဲ့အခက်အခဲအသစ်တစ်ခုနဲ့တိုးပြန်ပါတယ်။သူ့မှာစုထားတဲ့ပတ်စံကလိုအပ်တဲ့ပမာဏနဲ့အများကြီးနည်းနေသေးလို့ပါ။အဲ့ဒီအချိန်မှာပဲသူနဲ့ဆိုတဲ့စေးသက်ထားတဲ့သူဂျက်စီကာကစာရေးတဲ့လာပေးခဲ့ပါတယ်။အဲ့ဒီထဲမှာသူတို့မင်္ဂလာဆောင်ရင်အိမ်ဝယ်ဖို့စုထားတဲ့ပတ်စံတွေရှိနေတာပါ။ဒီအချိန်မှာကိုယ့်အိမ်ကိုစောက်ဖို့တဲ့ရှာအီတာကိုသူ့အိမ်သူပြန်ပို့ပေးဖို့ကအရေးကြီးရလို့သူမကပြောပါတယ်။အိုဝင်ကမလုပ်ပါနဲ့ဂျက်စီကာရဲ့အိမ်မဝယ်ပြရင်အဖေကမင်းကိုတခြားတစ်ယောက်နဲ့ပေးသားလိုက်မှာပေါ့လို့တားပင်မဲ့ဂျက်စီကာကတော့ရှင်ခုထိနားမလဲသေးဘူးလားဒီဘွားမှာအဖေမပြောနဲ့ဖះသခင်ကိုယ်တိုင်ဆင်းလာရင်တောင်မှရှင်ကိုကျမနဲ့ခွဲလို့မရဘူးလို့သူမခိုင်းမှပြန်ပြောခဲ့ပါတယ်။သူတို့ခီးသွွားလုပ်ငန်းစီပြန်ရောက်သွားတဲ့အခါပါနေတဲ့ရှာအီတာလေးကဘာဖြစ်တော့မယ်ဆိုတော့ရိပ်မိနေခဲ့ပြီးသူမကခေါင်းခါပြီးငင်းဆန်နေခဲ့ပေမဲ့အိုဝင်ကတော့ရင်ထဲမကောင်းစွာနဲ့ပဲသူမကိုထားခဲ့ဖို့ကလွယ်လို့မရှိတော့ပါဘူး။သူ့မျက်လုံးထဲမှာလည်းမျက်ရည်စီးကြနေခဲ့ပါတယ်။အတူတူရှိနေခဲ့တဲ့အချိန်လေးတွင်းမှာသူတို့ကြားမှာတန်ရုံးစင်တွေခိုင်မြဲနေခဲ့ပြီလေ။လမ်းမေးဆိုင်လေးတစ်ခုကိုဖြတ်သွားတဲ့အခါရှာအီတာကြိုက်တဲ့ရုပ်လေးတစ်ခုကိုတွေ့သွားခဲ့ပါတယ်။ဒါနဲ့သူမကိုနောက်ဆုံးလက်ဆောင်အပြည့်ဝယ်ပေးခြင်းခဲ့တာနဲ့ပြန်လဲလာခဲ့ပါတယ်။ဒါပေမဲ့သူပြန်ရောက်တဲ့အချိန်မှာတော့ခီးသွွားလုပ်ငန်းကပိတ်သွားခဲ့ပါပြီ။အိုဝင်ကထွက်ခွာသွားတဲ့စိုက်ကားနောက်ကိုအလေးအမြန်ပြေးလွှားလိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့မီးအောင်စုံနေတဲ့အဆောက်အုံတစ်ခုစီကိုရောက်သွားခဲ့ပါတယ်။သူရှာအီတာကိုတွေးလိုက်တဲ့အချိန်မှာတော့သူလိန်ညာခံလိုက်ရပြီဆိုတော့သိလိုက်ရပါတယ်။ခီးသွွားလုပ်ငန်းပိုင်ရှင်ကရှာအီတာကိုရောင်းစားပြီးရလာတဲ့ပတ်စံတွေကိုရေတွက်နေတာပါ။အိုဝင်တယောက်ဒေါသတွေကြီးကျယ်ထွက်သွားခဲ့ပါတယ်။သူ့ရဲ့ယုံကြည်မှုကိုမလိမ့်တက်ပတ်လုပ်ခဲ့တဲ့ခီးသွွားလုပ်ငန်းပိုင်ရှင်စီကိုဒေါသကြီးစွာနဲ့ခင်းကပ်လာခဲ့ပါတယ်။အိုဝင်ကအကျဉ်းသားတရားကြီးသလောက်ဒေါသလည်းကြီးပါတယ်။ခီးသွွားပိုင်ရှင်လူယုံမှာကတော့အိုဝင်ကိုတောင်းပန်ပေမဲ့လည်းအရန်ကိုနောက်ကျသွားခဲ့ပါပြီ။လက်သီးတစ်ချက်နဲ့သုံးထပ်တိုက်ပေါ်ကလူတစ်ယောက်လုံးပြုတ်ကျသွားတဲ့အထိတောင်ပွဲချမ်းပြစ်လိုက်ပါတယ်။
သူဟာမြောက်နှမကိုတိုက်တယ်ပြီးအားရင်တွေမွေးလိုက်ပါတယ်ရှာရီတာကိုကြောပုတ်ပြီးသူ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပါတယ်ရှာရီတာကိုသူ့မိသားစုစီငါကိုယ်တိုင်ပို့ပေးမယ်ဆိုပြီးကြုံဝလိုက်ပါတယ်ဒါပေမဲ့လူတိုင်းဟာသူ့ကိုကန့်ကွက်ကြပါတယ် passport မပါဘဲရမန်နိုင်ငံကိုခိုးဝင်ဖို့ဆိုတာအင်မတန်အန္တရာယ်များလွန်းလို့ပါဒါပေမဲ့အိုဝင်ကတော့စိတ်ပိုင်းဖြတ်ပြီးသားပါသူတို့နှစ်ယောက်ဟာပူပြင်းလာတဲ့တန်းခံနိုင်ရာကိုဖျက်ကျော်ပြီးအိန္ဒိယပါကစ္စတန်နယ်စပ်ကိုရောက်သွားခဲ့ပါတယ်။လမ်းပြပေးမဲ့သူကနယ်စပ်ကိုဖျက်ကျော်ဖို့ကူညီပေးနိုင်တယ်လို့ပြောခဲ့ပါတယ်။အစားကတော့ဒီလူဟာအိုဝင်းစီကပတ်စံအများကြီးညစ်ဖို့ကြံစီထားတာပါ။ဒါပေမဲ့အိုဝင်းရဲ့ရည်ရွယ်ချက်အမှန်ကိုတည်သွားတဲ့အခါမှာတော့သူကအခမဲ့ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုဝင်ဟာခိုင်မာတဲ့ယုံကြည်ချက်နဲ့နယ်စပ်ကင်းလက်စစ်သားရေးစီကခွင့်ပြုချက်ရမှာဝင်မယ်လို့ဆိုတင်ပြောဆိုနေခဲ့ပါတယ်။ရှာရီတာလေးကလည်းအိုဝင်ရဲ့ထူးဆန်းတဲ့လုံဆက်အပေါ်ဘာမှမတတ်နိုင်သူဖြစ်နေခဲ့ပါတယ်။ကင်းလက်အဖွဲ့ရောက်လာတဲ့အခါမှာတော့အိုဝင်ဟာသူတို့ခိုးဝင်လာတဲ့မြေရောက်လိုင်ကန်ကိုဖော်ပြပေးလိုက်ပါတယ်။အရာရှိကြီးကသူတို့ကိုပြဿနာမရှာဘဲလမ်းပြန်ညွန်ပေးပြီးလိုင်ကန်ကိုပြန်ပိတ်ခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကင်းလက်ဖွဲ့ပြန်လာတဲ့ချိန်မှာတော့အိုဝင်တို့ကအဲ့ဒီနေရာမှာပဲရက်နေတော့မှာပဲအိုဝင်ကအကြီးကျယ်ထိုးချိတ်ခံခဲ့ရပါတယ်ရှာရီတာမျက်ရည်ကျနေအောင်မြင်တော့မှအရာရှိကြီးကသူ့လူတွေကိုတားလိုက်ပါတယ်အရာရှိကြီးကအိုဝင်လိုဒီလောက်ထိရိုးရတဲ့လူမျိုးတစ်ခါမှမတွေ့ဘူးပါဘူးအိုဝင်နေဆက်ခိုးဝင်ရတဲ့အကြောင်းကိုသိသွားတဲ့အခါမှာတော့အရာရှိကြီးကသူဘာမှမမြင်တယ်လို့မျိုးဟန်ဆောင်ပေးမယ်လို့ပြောခဲ့ပါတယ်နောက်10မိနစ်နေငါတို့ကင်းလက်ပြန်လာမယ်အဲ့ဒီအချိန်အတွင်းမှာမင်းတို့ဟိုဘက်သွားမလားဒီဘက်ပြန်လာမလားမသိဘူးဒါပေမဲ့ငါတို့ထက်တွေ့ရင်တေချာပေါက်ပြစ်တက်ရလိမ့်မယ်လို့သတိပေးခဲ့ပါတယ်ဒါပေမဲ့ကင်းလက်အဖွဲ့တတိယအချိန်ပြန်လာတဲ့အချိန်မှာတော့အိုဝင်ကအဲ့ဒီနေရာမှာပဲရှိနေတော့မှာပဲသူကဝင်ဝင်ပြူးချက်ကိုခိုင်မာမာတောင်းဆိုနေတော့မှာပဲဒါမျိုးကခိုးဝင်မှာရမှာပေါ့ဗျာဒီလူကတော့တကယ်အယူပဲလို့စစ်သားတွေကပြောနေကြပါတယ်အိုဝင်ကအချင်းချင်းတောင်းဆိုနေရကြောင်းနောက်ဆုံးတော့အရာရှိလည်းဝင်ဝင်ပြူးလိုက်ပါတယ်ဒါပေမဲ့ပါကစ္စတန်နဲ့ရောက်တာနဲ့သူတို့ကိုရဲတွေကသတိထားမိသွားခဲ့ပါတယ်ထမင်းစားနေတဲ့ရှာရီတာရဲအရာရှိတယောက်ရဲ့လက်ထိပ်ကိုခိုးယူလိုက်ပါတယ်အိုဝင်ကတော့သူ့ရဲ့ယုံကြည်ချက်အရာလိမ်မပြောချင်တာကြောင့်သူဟာဗီဇမပါတဲ့အိန္ဒိယလူမျိုးဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်ဒါနဲ့ပဲသူဟာတရှို့အဖြစ်ဖမ်းခံခဲ့ရပြီးရဲစခန်းကိုခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်ဒေသခံသတင်းတောက်တွေကလည်းဒီသတင်းကိုအလူရက်လိုက်ကြပါတော့တယ်အိုဝင်အစီအစိခံနေရတော့ရှာရီတာပြက်ကလေးပေါ်တပုံတပုံမြင်သွားခဲ့ပါတယ်အဲ့ဒါကသူမရဲ့ဇာတိရွာလေးပါသူမကစိတ်လှုပ်ရှားတာနဲ့လက်ညှိုးထိုးပြပြီးအိုဝင်ကိုအချက်ပြခဲ့ပါတယ်အဲ့ဒီမှာရဲတွေကစကားမပြောတဲ့ကောင်မလေးကိုဆက်စုကျင်တာနဲ့ပါဇက်ကိုအတင်းဖျဲကြည့်ကြပါတယ်ဒီလောက်ရဲ့ကြောင့်အိုဝင်အကြီးကျယ်ဒေါသထွက်သွားပြီးရဲတွေကိုထိုးချိတ်ပါတော့တယ်။ရှာရီတာကိုခေါ်ပြီးထွက်ပြေးသွားခဲ့ပါတယ်။ဒါပေမဲ့အပြင်မှာစောင့်နေတဲ့သတင်းတောက်ကသူတို့ကိုမြင်ပြီးနောက်ကနေလိုက်လာခဲ့ပါတယ်။သတင်းတောက်ကသူတို့စီးရဲ့ကားနောက်ကိုလိုက်ရင်ရဲကိုအကြောင်းကြားခဲ့ပါတယ်။အဲ့ဒီအချိန်မှာအိုဝင်ကကားပေါ်လူတွေကိုဓာတ်ပုံလေးပြပြီးဒီနေရာကိုတိလာလို့လိုက်မေးနေခဲ့ပါတယ်။ဘယ်သူမှမသိကြပေမဲ့အိုဝင်ရဲ့ရည်ရွယ်ချက်ကကားပေါ်လူတိုင်းကိုစာနာစိတ်တွေဖြစ်ပေါ်လာစေခဲ့ပါတယ်။နောက်ဆုံးမှာတော့သတင်းတောက်ကိုယ်တိုင်ကသူတို့ကိုရဲလက်ကလိုအောင်ကူညီပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ကမိသားစုအသွင်ဟန်ဆောင်ပြီးရှာရီတာရဲ့ဇာတိရွာကိုလိုက်ရှာကြပါတော့တယ်။သူတို့ကြုံတွေ့သမျှကိုဗီဒီယိုရိုက်ထားပေမဲ့ရက်တော်ကြားတဲ့အထိဘာတဲလွန်စားမှမရခဲ့ပါဘူး။ရဲရီလက်ကလည်းအမြဲတမ်းပုံဆောင်နေရပါတယ်။နောက်ဆုံးမှာတော့သူတို့ဗလီတစ်ခုမှဆူတောင်းခဲ့ကြပါတယ်။တိုက်ဆိုင်ပဲရှာရီတာရဲ့အမေကလည်းအဲ့ဒီနေရာမှာရှိနေခဲ့ပါတယ်။သမီးလေးပျောက်သွားခဲ့တဲ့ကသူမကအဲ့ဒီမှာနေတိုင်းဆူတောင်းနေခဲ့တာပါ။အိုဝင်ကနေလောင်နေတဲ့ရှာရီတာရဲ့မျက်နှာလေးကိုအုပ်ပေးထားတဲ့အချိန်မှာပဲရဲရီရောက်လာပြန်ပါတယ်။သူတို့သုံးယောက်စလုံးထိတ်လန့်တကြားပုံခဲ့ရပါတယ်။ရဲရီထွက်သွားတော့မှသတင်းတောက်ကအင်တာနက်ပေါ်ကနေတဆင့်အကူအညီတောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။အိုဝင်ရဲ့ဇလန်းတစ်ပုဒ်လုံးဗီဒီယိုရိုက်ပြီးတင်လိုက်ပါတယ်။အဲ့ဒီညမှာဗီဒီယိုပြန်စစ်ကြည့်တဲ့အခါမှာရှာရီတာလေးကရုတ်တရက်စိတ်လှုပ်ရှားသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဗီဒီယိုထဲမှာသူမရဲ့အမေကိုမတော်တဆရိုက်မိထားလို့ပါ။ဒါမင်းအမေမဟုတ်ဘူးလားလို့အိုဝင်ကမေးတော့ရှာရီတာကပျော်လွန်းလို့ငိုပါတော့တယ်။သူတို့တွေဝမ်းသာအားဖတ်ထားလိုက်ကြပါတယ်။အခက်အခဲများစွာကိုကြော်ဖြတ်ပြီးတဲ့နောက်မှာသူတို့ပန်းနိုင်ရောက်ဖို့တလန်းပဲလိုတော့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာရဲတွေကဗီဒီယိုကနေတဆင့်သူတို့ရှိတဲ့နေရာကိုတီးသွားခဲ့ပါတယ်။သူတို့သွားမဲ့လမ်းကြောင်းတစ်လျှောက်မှာရဲကင်းတွေအထက်ထက်ချထားလိုက်ကြပါတယ်။ရွာကိုရောက်ခံဒီမှာပဲရဲတွေနဲ့ထိတ်လိုက်တိုးပါတော့တယ်။အိုဝင်ကရှာရီတာကိုအိမ်ရောက်ပို့ပေးဖို့သတင်းတောက်ကိုမှာကြားခဲ့ပါတယ်။ပြီးတော့သူကိုယ်တိုင်ဘတ်စကားပေါ်ကဆင်းပြီးတောထဲကိုပြေးဝင်ကရဲတွေကိုလမ်းလွှဲပြီးအချိန်ဆွဲပေးခဲ့ပါတယ်။အဲ့ဒီအချိန်မှာလယ်ထဲမှာအလုံးလုံးနေတဲ့ရှာရီတာရဲ့အမေကတော့သူမရဲ့မျက်လုံးကိုတော့သူမမယုံနိုင်အောင်ဖြစ်နေခဲ့ပါတယ်။ပျောက်ဆုံးနေတဲ့သမီးလေးကသူမစီကိုပြေးလာနေရလေရှာရီတာလည်းဝမ်းနဲ့ဝမ်းသာရည်နဲ့ငိုယိုပြီးအမေစီကိုရောက်သွားခဲ့ပါတယ်သတင်းတောက်တွေလည်းအိုဝင်ဘာကြောင့်ဒီတာဝန်ကိုအပြီးတိုင်ထမ်းဆောင်ခြင်းခဲ့လဲဆိုတာကိုနောက်ဆုံးမှနားလည်သွားခဲ့ပါတယ်ဒါပေမဲ့အိုဝင်ရဲ့အခြေအနေအောင်မကောင်းလာပါဘူးသူဟာရဲရီလက်ကနေရုံထွက်ဖို့ကြိုးစားခဲ့ပေမဲ့နောက်ဆုံးမှာတော့ရဲရီရဲ့တနက်တွေကသူ့စီကိုချိန်ထားလိုက်ပါပြီအိုဝင်ဖမ်းဆီးခံရပြီးရဲဆက်နှိပ်စက်ခံခဲ့ရပါတယ်။ရဲဌာနအထက်လူကြီးတွေကနီလန်မျိုးစုံသုံးပြီးအိုဝင်ကိုတရှို့ပါလို့ဝန်ခံခိုင်းကြပါတယ်။ဒါပေမဲ့အိုဝင်ကတော့ဘယ်တော့မှလိမ်မပြောခဲ့ပါဘူး။သတင်းတောက်ကအိုဝင်ကိုကက်တင်ဖို့အတွက်သူ့ရဲ့ဇလန်းအမှန်ကိုအင်တာနက်ပေါ်အကုန်တင်လိုက်ပါတယ်။ဒါကတနိုင်ငံလုံးရဲ့အာရုံစိုက်မှုကိုရရှိသွားခဲ့ပါတယ်။အိုဝင်ရဲ့စိတ်ဓာတ်ဖြူစင်မှုကရန်ဘက်နိုင်ငံနှစ်ခုကြားချစ်ကြည်တရားတစ်ခုဖြစ်လာစေခဲ့ပါတယ်။ဒါပေမဲ့အထက်လူကြီးတွေကသူ့ကိုလွတ်ပေးဖို့ညှင်းဆန်နေတော့ပါပဲ။ရဲချုပ်ကတော့ဒီလူကအပြစ်မရှိဘူးဆိုတော့သိနေခဲ့ပါတယ်။အိုဝင်ရဲ့သတင်းကအိန္ဒိယအထိပြန့်နှံ့သွားပြီး TV သတင်းဌာနတွေကလည်းအဆက်မပြတ်တင်ပြကြပါတယ်။အဲ့ဒီအချိန်မှာရဲချုပ်ကအရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။ဒီလူကိုတစ်သက်လုံးထောင်ထဲထည့်ထားရင်ဒါကျွန်တော်တို့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုညှိုးနှွမ်းစေလိမ့်မယ်လို့သူကဆိုလိုက်ပါတယ်။လူတို့ရဲ့ဆန္ဒပြမှုတွေကြောင့်အထက်လူကြီးတွေကနေဆက်ကိုပိတ်ဖို့အမိန့်ပေးခဲ့ပေမဲ့နိုင်ငံတစ်ခုလုံးကလူတွေကနေဆက်မှာစုယုံလာခဲ့ကြပါတယ်။ရဲချုပ်က
လည်းသူ့ယာတို့ကိုစတေးပြီးအိုဝင်ကိုနေဆက်အထိပို့ပြီးဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှာရီတာအိမ်ကိုဘေကင်းရောက်သွားပြီဆိုတော့တီလီယာတော့မှအိုဝင်တယောက်ဆေးသွားပါတော့တယ်လူတိုင်းကအိုဝင်ရဲ့နာမည်ကိုဟစ်ရောအားပေးကြပါတယ်အရာရှိကရဲချုပ်ကိုကျွန်တော်အထက်ကအမေကိုနာခံရမှာပါဒါပေမဲ့ဒီလူတွေကများလုံးလို့ကျွန်တော်တို့တားလို့မရတော့ဘူးလို့ပြောခဲ့ပါတယ်စစ်သားတွေကလမ်းဖက်ပေးလိုက်တဲ့အခါမှာလူအုပ်ကြီးကတန်တကားတွေကိုဖျက်ဆီးပြီးရှေ့ကိုတိုးလာကြပါတယ်အိုဝင်ကတော့အားလုံးရဲ့ကျူးကျော်တန်တွေကြားမှာသူ့ရဲ့မိခင်နိုင်ငံစီကိုထောနဲ့လမ်းလျှောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာရှာရီတာလေးကလည်းလူအုပ်ကြားတွေကပြေးလာခဲ့ပါတယ်အိုဝင်အားလုံးကိုလက်ပြနှုတ်ဆက်ပြီးပြန်ဖို့ပြင်နေတော့မှရှာရီတာအိုဝင်ကိုနှုတ်ဆက်ချင်လို့အော်ဟစ်ပင်မဲ့အတန်ကထွက်မလာခဲ့ပါဘူးသူမကစူးကျိုးတွေကိုတင်းတင်းဆုပ်ကင်လိုက်ပြီးသူမရဲ့စိတ်ခံစားချက်တွေကိုအားကုန်ထုတ်လိုက်တဲ့အခါမှာတော့ဦးလေးဆိုပြီးသူမရဲ့ဘဝမှာပထမဆုံးစကားလုံးကိုအော်ဟစ်နိုင်လိုက်ပါတော့တယ်အိုဝင်လည်းမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့လှည့်ကြည့်မိလိုက်ပါတယ်ဒါကဖျားသခင်ရဲ့ကောင်းကြီးပေးမှုလားဒါမှမဟုတ်အတားစီအားလုံးကိုကြော်ဖြတ်နိုင်တဲ့ချင်းချင်းမြတ်တာရဲ့အစွမ်းလားရှာရီတာရဲ့အတန်ကလူကြီးရဲ့စူညံတန်ကိုဖောက်ထွက်သွားခဲ့ပါတယ်သူတို့နှစ်ယောက်ဟာတယောက်ကိုတယောက်စီပြေးသွားခဲ့ကြပါတယ်ဒီအချိန်မှာသူတို့ကြားမှာဘာခွဲခြားမှုမှမရှိတော့ပါဘူးလူမျိုးရေးအမုန်းတရားတွေမရှိတော့ပဲအရာရာကိုကြော်ဖြတ်နိုင်တဲ့စင်ကြယ်လာရဲ့မေတ္တာတရားတွေပဲရှိတော့ပါတယ်ဒီလိုနဲ့ပဲဇလန်းလေးဟာတော့ပျော်ရွှင်စရာစသိန်းလေးနဲ့ပဲအဆုံးသတ်သွားခဲ့ပါတယ်